အောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ grade 3ကျောင်းသားကျောင်းသူတွေအတွက်အင်္ဂလိပ်စာ lesson ဖြစ်တဲ့ unit 1 family friends and I ဆိုတဲ့ lesson 1အကြောင်းကိုရှင်းပြပေးမှာပါအဲ့တော့အခုလိုမျိုးအင်္ဂလိပ်စာသင်ခန်းစာကျောင်းသုံးအင်္ဂလိပ်စာသင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram channel ဖြစ်တဲ့ Magic Excel အောင်သူမှာလည်းလေ့လာနိုင်တယ်လို့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ AD Knowledge Sharing Channel မှာလည်းလေ့လာနိုင်ပါတယ်။ကောင်းပြီဒါဆိုသင်ခန်းစာကိုကျွန်တော်စအောင်เนาะအဲ့တော့သင်ခန်းစာခေါင်းစဉ်နံပါတ်1က Unit 1 Family လို့ပေးထားတယ်အဲ့တော့ဒီစကားလုံးနဲ့ပတ်သက်လို့ကိုကကြက်ထားတဲ့စကားလုံးလေးတွေရှိတယ်ဒါတို့သမီးတို့က family ဆိုတာမြန်မာလိုပြောရင်မိသားစုပေါ့နော်သူဒီ countable noun လို့ခေါ်တဲ့ရေတွက်လို့ရတဲ့နာမ်ဖြစ်တယ်အဲ့တော့ရေတွက်လို့ရတဲ့နာမ်ဆိုတာဘာလဲဆရာတို့လေ့လာကြည့်အောင်ရေတွက်လို့ရတဲ့နာမ်ဆိုတာမြန်မာလိုပြောရင်တစ်ခုနှစ်ခုသုံးခုအဲ့လိုရေတွက်လို့ရတာပေါ့မိသားစုဆိုရင်မိသားစုတစ်ခုမိသားစုနှစ်ခုမိသားစုသုံးခုမိသားစုများရေတွက်လို့ရတယ်အဲ့တော့ family ဆိုတဲ့မြန်မာလိုအဓိပ္ပာယ်ကတော့မိသားစုတစ်ခုလို့ပဲမိသားစုလို့ပဲအဓိပ္ပာယ်ရတယ်ဒါဆိုမိသားစုတစ်စုလို့ဆရာတို့ကရေးချင်တယ်ဆိုရင်နော် FAMILY family ဆိုတာဒါမိသားစုဖြစ်တယ်နော်မိသားစုတစ်ခုလို့ရေးချင်ရင်အရှိကနေ A သို့မဟုတ် N ဆိုတာကိုထည့်ရတယ်အဲ့တော့ A ကိုပဲအချိန်ဒီမှာထည့်မှာလဲဆိုတော့ကိုကရွတ်ဆိုလိုက်တဲ့စကားလုံးတစ်ခုကိုကနှုတ်ကရွတ်လိုက်တဲ့စကားလုံးတစ်ခုကအာသံနဲ့မစဘူးဆိုရင်ဆရာတို့ A ကိုထည့်လို့ရတယ်ဒါဆိုရင်မိသားစုတစ်ခုလို့ရေးချင်ရင် a family လို့ရေးနိုင်တယ်ဒါကမိသားစုတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့မိသားစုများ FAMILIES families မိသားစုများလို့ထည့်ပေးရအဲ့တော့ဒီနေရာမှာဒီစကားလုံးလေးကိုကြက်ထားနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်မိသားစုများလို့ထည့်ပေးရတယ်ဒီစကားလုံးလေးကိုကြက်ထားနိုင်ရင်ကောင်းတယ် family မိသားစု a family မိသားစုတစ်ခု families မိသားစုများအဲ့လိုထည့်ပေးရတယ်ဟုတ်မနော်အဲ့တော့ friend ဆိုတာကတငယ်ချင်းဖြစ်တယ်နော်တငယ်ချင်းမှာဆရာတို့စာလုံးပေါင်းဒီ FRIEND friend တငယ်ချင်းတို့ပေမဲ့ဒီခေါင်းစဉ်မှာ S ထည့်ထားတယ် S ပါတယ်ဆိုတဲ့အဓိပ္ပာယ်ကတငယ်ချင်းများလို့ထည့်ပေးရတယ်အဲ့တော့တငယ်ချင်းဒီလဲ countable noun လို့ခေါ်တဲ့ရေတွက်လို့ရတဲ့နာမ်ဖြစ်တယ်အဲ့တော့ဒီစကားလုံးကိုလည်းတတ်နိုင်ရင်တော့ကြက်ထားသင့်တယ်ဆရာတို့တငယ်ချင်းကို FRIEND friend လို့ခေါ်တယ် friend ဒီဒါတငယ်ချင်းနော် friend ဒီဆရာတို့တငယ်ချင်းဖြစ်တယ်အဲ့တော့တငယ်ချင်းတယောက်လို့ပြောချင်ရင် a friend လို့ပြောလို့ရတယ် a friend ဒီတငယ်ချင်းတယောက်နော်နောက်တစ်ခုကကြတော့ FRIENDS friend ဆိုတာတငယ်ချင်းများအဲ့တော့သားတို့သမီးတို့ခေါင်းစဉ်မှာတွေ့ခဲ့တဲ့ S ထည့်တာဒီဘာကိုရည်ရွယ်ပြီးရေးတာလဲဆိုတော့တငယ်ချင်းများလို့ရည်ရွယ်ပြီးရေးတာဖြစ်တယ်အဲ့တော့ဆရာတို့ဒီနေရာမှာ family 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 FRIENDS friends and I ဆိုတာကိုပြောတာကျွန်ုပ်ဒီငါဒီလိုတဲ့ပဲရတယ်အဲ့တော့ I နဲ့ပတ်သက်တဲ့ဆရာတို့နာမ်စားတွေရှိတယ်ဟုတ်လားဒါလေးတွေကိုလည်းဆရာတို့ကြက်မှတ်ထားရင်တော့ဒါတို့သမီးတို့အတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်နော်အဲ့တော့ I ဆိုတာငါဒီအဲ့တော့မြန်မာလိုငါဒီလို့ပြောချင်ရင်အင်္ဂလိပ်လို I you ဆိုတာသင်ဒီမြန်မာလိုသင်ဒီလို့ပြောချင်ရင်အင်္ဂလိပ်လို you နော်ပြီးတော့ we ဆိုရင်ငါတို့ဒီမြန်မာလိုငါတို့ဒီလို့ပြောချင်ရင်အင်္ဂလိပ်လို we နော်မြန်မာလိုသူတို့ဒီလို့ပြောချင်ရင်အင်္ဂလိပ်လို they ကိုသုံးတယ်နော်အဲ့တော့နောက်ထပ်သုံးလို့ရတဲ့စကားလုံးတွေလည်းရှိသေးတယ်ဥပမာအပြည့်ဆရာတို့ကသူမဒီလို့ပြောချင်သူဒီလို့ပြောချင်ရင် he ဆိုတာသူဒီ she ဆိုတာနော်နောက်တစ်ခုက she ဆိုတာသူမဒီ
အဲ့တော့ဒီစကားလုံးလေးတွေကအင်္ဂလိပ်စာတော်ကျင်တယ်ဆိုရင်သားတို့သမီးတို့ကကြက်ထားရမယ် I ဆိုတာငါသည် you ဆိုတာသင်သည် we ဆိုတာငါတို့သည် they ဆိုတာသူတို့သည် he ဆိုတာသူသည် she ဆိုတာသူမသည်အဲ့တော့နောက်တစ်ခုက it ဆိုတာကဆရာတို့ထိုအရာသည်ဒီလိုဘာသာပြန်လို့ရတယ်ဒီလိုမှမဟုတ်ရင်၎င်းသည်နော်၎င်းသည်အဲ့လိုဘာသာပြန်လို့ရတယ်အဲ့တော့ဒီခေါင်းစဉ်ကြီးကိုအခုဆရာကသားတို့သမီးတို့ကိုရှင်းပြတာဖြစ်တယ်အဲ့တော့ family ဆိုတာမိသားစုသားတို့သမီးတို့မှာမိသားစုရှိတယ်မိသားစုထဲမှာဖေဖေတွေမေမေတွေအကိုတွေအမတွေညီတွေဒါတွေရှိမယ် friends ဆိုတာတငယ်ချင်းတွေ I ဆိုတာကတော့ငါပေါ့အဲ့တော့ဒီခေါင်းစဉ်လေးကိုဆရာတို့မြန်မာလိုဘာသာပြန်ကြည့်မယ်ဆိုရင်မိသားစုတငယ်ချင်းများနှင့်ကျွန်တော်လို့တဲ့ပြရတယ်အဲ့တော့ ANDN ဆိုတာကနှင့်လို့တဲ့ပြရတယ်အဲ့တော့ဆရာတို့ lesson 1ကိုကြည့်အောင်အဲ့တော့ lesson ရဲ့အဓိပ္ပာယ်ကသင်ခန်းစာလို့အဓိပ္ပာယ်ရတယ် LESSON lesson ဆိုတာသင်ခန်းစာအဲ့သင်ခန်းစာနံပါတ်1ပေါ့ unit ကတော့အပိုင်းဖြစ်တယ် UNIT unit ဆိုတာအပိုင်းအဲ့တော့ဆရာတို့ my family ငါမိသားစု my ဆိုတာငါဤလို့အဓိပ္ပာယ်ရတယ် family ဆိုတာဒါတို့သိပြီလားမိသားစုအဲ့တော့ဒီစကားလုံးနဲ့ပတ်သက်လို့နောက်ထပ်ဆင့်ပွားစကားလုံးတွေလည်းဆရာတို့ရှိသေးတယ်အဲ့ဒီဆင့်ပွားစကားလုံးလေးတွေကိုကြက်ထားနိုင်တယ်ဆိုရင်ဒါတို့သမီးတို့ကအင်္ဂလိပ်စာဖတ်ရတာတွေရေးရတာတွေနားထောင်ရတာတွေလွယ်ကူလိမ့်မယ်ကောင်းပြီဒါဆိုဆရာတို့ဒါလေးကိုလေ့လာကြည့်ရအောင်နော်အဲ့တော့ဆရာဒီမှာရေးမယ် my family my ဆိုတာငါသည်ဒါကြောင့်ငါမိသားစုပေါ့အဲ့ဒီလိုမျိုးရေးလို့ပြောလို့ရှိတယ်လို့ဆရာတို့ကနော်နောက်ထပ်ရေးဖို့ပြောဖို့လည်းရှိတယ်ဥပမာဆရာကသူ့မိသားစုလို့ပြောခြင်းတယ်နော်သူဤမိသားစုလို့ပြောခြင်းတယ် hit နော်သင်ဤမိသားစုလို့ပြောခြင်းတယ်သင်ဤမိသားစုဆိုရင်ဆရာတို့ your family ရဲ့အဓိပ္ပာယ်ကသင်ဤမိသားစုနော်အဲ့တော့နောက်ထပ်ဆရာကထပ်ပြောခြင်းတယ်နော် your family ငါတို့မိသားစုငါတို့ဆိုရင် our နော် our family 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 ငါတို့မိသားစုနော်သူတို့မိသားစု their family နော်အဲ့ဒါဒီသူတို့မိသားစုလို့အဓိပ္ပာယ်ရတယ်သူတို့မိသားစုဟုတ်ပြီလားအဲ့တော့သင်သူဤမိသားစုလို့ဆရာတို့ကရေးချင်တာ his family နော်အဲ့ဒါဆိုရင်သူဤမိသားစုအဲ့လိုအဓိပ္ပာယ်ရတယ်နော်သူမဤမိသားစုလို့ရေးချင်တာ her family သူမဤမိသားစုအဲ့လိုအဓိပ္ပာယ်အဲ့တော့ဆရာတို့ခေါင်းစဉ်မှာပါတာကတော့ my family တခုပဲတို့ပေမဲ့အင်္ဂလိပ်စာမှာဒါတို့ကတော်ကျင်တယ်ဆိုရင်ဒီဟာလေးတွေပါထည့်ကျက်ထားရင်ကိုယ့်အတွက်ပိုအဆင်ပြေတာပေါ့နော်အဲ့တော့ဒါကို your လို့ဖတ်တယ် your family your family your family နေမိသားစုနောက်တစ်ခုကကြတော့ our ကိုဆရာတို့ r လို့ပဲဖတ်တယ် our familyငါတို့မိသားစု their ကို their လို့ဖတ်တယ် their family his ကို his လို့ဖတ်တယ် his family her ဟာလို့ဖတ်တယ် her family အဲ့တော့ဘုန်းကြီးစာအုပ်ကိုဆရာတို့ပြန်ကြည့်မယ်ဆိုရင်နော် family ဆိုတာ my family ဆိုတာငါမိသားစုအခုဆရာတို့ဒီသင်ခန်းစာမှာပါတဲ့ကိုယ့်ရဲ့မိသားစုအကြောင်းကိုပြောမှာဖြစ်တယ်နော်အဲ့တော့ကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့အဖိုးအဖွားတွေရှိတယ်အဖေကိုသားတို့ဘယ်လိုခေါ်ရလဲဆိုတာသိတယ်နော်အဖေကိုဆရာတို့ကနော် father လို့ခေါ်တယ်နော် father ဆိုတာအဖေပေါ့အဲ့တော့အဖိုးဆိုတာကအဖေရဲ့အဖေဖြစ်တာပေါ့အဲ့တော့အဖေရဲ့အဖေဖြစ်တော့ grand လေးထည့်ရမယ် grand father အဲ့တော့ father ဆိုတဲ့စကားလုံးကိုကြက်ပြီးသွားရင်ဆရာတို့ကရှေ့က grand လေးထည့်လိုက်အဖိုးဖြစ်သွားအဲ့ဒါဆိုရင် grandfather father grandfather ဆိုတာအဖိုးပေါ့ဒါဆိုအမေကို mother လို့ခေါ်တာတို့သိရဲ့ mother mother အဲ့တော့အဖွားလို့ပြောချင်ရင်အမေရဲ့အမေ grand လေးထည့်လိုက်ရမယ် grand plus mother ဒါဆိုရင် grandmother
နော်အဲ့တော့အဖိုးနဲ့အဖွားကို grandfather grandmother လို့ခေါ်တယ်အဲ့တော့ grand grand fath က father grandfather grand grand moth က mother grandmother အဲ့ဒီလိုမျိုးဆရာပြောလို့ရတယ်အဲ့တော့ my father my grandfather အဲ့တော့ဒီစကားလုံးလေးကိုဆရာတို့ကြည့်သူကပြောတယ် my grandfather is a writer တဲ့နော်အဲ့တော့ MSR was when နဲ့ပတ်သက်လို့ဒါတို့ကသိရမယ်အင်္ဂလိပ်စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်အင်္ဂလိပ်စကားရေးတဲ့အခါမှာပဲဖြစ်ဖြစ်နော် my grandfather ဆိုတာငါရဲ့အဖိုးအဲ့တော့နော်ဒါတို့သမီးတို့ကဖြစ်သည်ဖြစ်ဤလို့မြန်မာလိုရေးချင်တာနော်ဆရာဒီမှာပြမယ်ဒါတို့ကဘယ်လိုရေးချင်တာလဲဆိုတော့ဖြစ်သည်သို့မဟုတ်ရင်ဖြစ်ဤလို့ရေးချင်တာအဲ့တော့ဖြစ်သည်ဖြစ်ဤလို့မြန်မာလိုရေးချင်တယ်ဆိုရင်ဆရာတို့ကနော်အင်္ဂလိပ်စကားမှာနော် MSR ကိုသုံးတယ်ဘာကိုသုံးလဲ MSR နော်အဲ့တော့ MSR ရဲ့အဓိပ္ပာယ်ဒီဖြစ်သည်ဖြစ်ဤလို့အဓိပ္ပာယ်ရှိတယ်အဲ့တော့ဆိုကြပါစို့ကွယ် MSR နောက်မှာကျတို့ noun ဆိုတာကတ်ရတယ် noun ဆိုတာဘာလဲဆိုတော့နာမည်တွေပေါ့ဥပမာဇပွဲတို့ကလတ်ထိုင်တို့တောင်ကူမျိုးတို့ဥပတို့ဥမြတို့အဲ့ဒီလိုနာမည်တွေကတ်လိုက်ရင်ကျတို့မြန်မာလိုဘာသာပြန်ရင်ဖြစ်သည်ဖြစ်ဤလို့ဘာသာပြန်ရတယ်ဒါပေမဲ့အင်္ဂလိပ်စာအရေးအသားမှာသူ့ရဲ့စီကံလေးတွေတော့ရှိတယ်ဥပမာကိုက I လို့ရေးရင် am လို့ပဲဖြစ်ရမယ်เนาะကိုက he ရယ် she ရယ် it ရယ်လို့ရေးရင်အဲ့ဒါ is ဖြစ်ရမယ်ဟုတ်နော်သူကဘာဖြစ်ရမလဲဆိုတော့ I ဆိုရင်ဆရာတို့ am နဲ့တွဲတယ် he she it ဆိုရင် is နဲ့တွဲတယ်ဟုတ်ပြီလားကိုက you ရယ်เนาะ they ရယ် we ရယ်ဆိုရင် are နဲ့တွဲတယ်အဲ့တော့ I am ပေါ့ဥပမာဆရာပြောပြမယ်เนาะ I am အောင်သူဆရာနာမည်ကအောင်သူအဲ့တော့သားနာမည်ကကြော်ကြော်ဆိုရင် I am ကြော်ကြော်နော်ကလေးမလေးနာမည်ကဖြူဖြူဆိုရင် I am ဖြူဖြူအဲ့လိုပြောလို့ရတယ်အဲ့တော့ဒီ am ရဲ့နောက်မှာဆရာပြောတဲ့နာမည်တွေကတ်လိုက်ရင်မြန်မာလိုဖြစ်သည်ဖြစ်ဤလို့ဆရာတို့ကဘာသာပြန်တယ်ဥပမာသူမကနော်ဒါဆိုနောက်တစ်ဆင့်သွားမယ်ဆရာတို့နော် he သူကကြော်ကြော်ဖြစ်သည်ဆို he ဆိုတာသူက is ကဖြစ်သည်ကြော်ကြော်ဆိုရင်ကြော်ကြော်ပေါ့ he is ကြော်ကြော်သူမဒီနော်ဖြူဖြူဖြစ်သည်သူမဆိုတော့ she ပေါ့နော်သူမဆိုတော့ဒီနေရာမှာ she ဖြစ်တာက is ဖြူဖြူဟုတ်ပြီနော်သင်ဒီဇော်ဇော်ဖြစ်သည်သင်ဆိုတော့ you ဖြစ်တာက are နာမည်ကလိုက်ဇော်ဇော်အဲ့ဒီလိုမျိုးဆရာရေးလို့ရတယ်အဲ့တော့ I am he she it you they we အဲ့တော့ဒါတို့ကအင်္ဂလိပ်စာပြောတဲ့ခါမှာဖြစ်ရေးတဲ့ခါမှာဖြစ်ဒါတွေကိုမှားလို့မရဘူး I ဆိုရင် am ဖြစ်ရမယ် he ဆိုရင် is ဖြစ်ရမယ်နော် she ဆိုရင်လည်း is ဖြစ်ရမယ် it ဆိုရင်လည်း is ဖြစ်ရမယ် you they we ဆိုရင် are ဖြစ်ရမယ်ဟုတ်ပြီနော်အဲ့ဒါရပြီအဲ့ဒီဆိုရင်ဆရာဆက်သွားရအောင်နော်အဲ့တော့ဒီဟာကိုဆရာဘာသာပြန်ပြမယ် my grandfather is a ဆိုတာတစ်ခုတစ်ကောင်တယောက်လို့ပြောတာဖြစ်တယ်အဲ့တော့တစ်ခုတစ်ကောင်တယောက်အဲ့ဒီတစ်ခုတစ်ကောင်တယောက်ဒီနာမည်တည်းရဲ့ရှေ့မှာရှိတာပေါ့ writer ဆိုတာစာရေးဆရာအဲ့တော့ my grandfather is a writer နော်တစ်လုံးချင်းဖတ်မယ်ဆိုရင် my grandfather is a writer အဲ့တော့ဆရာတို့ဒီနေရာမှာတစ်ခုသိရမှာကနော်တစ်ခုတစ်ကောင်တယောက်လို့ပြောချင် a သို့မဟုတ် an ကိုသုံးလို့ရတယ်အဲ့တော့အတန်တွက်တစ်ခုပေါ့အတန်တွက်တစ်ခုကအာသန်နဲ့စတယ်ဆိုရင်ဆရာတို့ a ကိုသုံးလို့မရဘူး an ကိုသုံးရမယ်အတန်တွက်တစ်ခုကအာသန်နဲ့စတယ်ဆိုရင် a ကိုမသုံးရအောင် an ကိုသုံးရမယ်အတန်တွက်တစ်ခုဒီအာသန်နဲ့မစခဲ့ဘူးဆိုရင်နော်ဆရာတို့ a ကိုသုံးရမယ်ဥမာ dog dot ဆိုတာခွေးဒါသားတို့သိပြီးသားနော်ခွေးတစ်ကောင်လို့ပြောချင်ရင် a dot ပေါ့ cad ကဆိုတာကြောင်တစ်ကောင်လို့ပြောချင်ရင် a cat ဟုတ်နော် cow ကောင်းဆိုတာနွားတစ်ကောင်လို့ပြောချင်ရင် cow account အဲ့လိုပြောရအဲ့တော့အခုဒီနေရာမှာကြည့်ဆရာကအခုဘာကိုပြောချင်တာလဲဆိုတော့နော်ant ant လို့ပြောချင်တာ ant ပရွက်စိတ်တစ်ကောင်ပေါ့ ant ant ဆိုတော့အာသန်နဲ့အတန်ထွက်တာတွေ့လားဒါကြောင့် ant လို့ပြောရမယ်ဟုတ်ပြီနော်
အဲ့တော့ umbrella T ကို umbrella လို့ခေါ်တယ်ဒါဆို T တစ်ချောင်းလို့ပြောခြင်း an u m b r e l l a umbrella an umbrella လို့ပြောရမယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီနေရာမှာအတန်အတွက်နဲ့ a သုံးမလား an သုံးမလားဆိုတော့ခွဲတာဖြစ်တယ်တော်တော်များများက a e i o u စတဲ့နော်တရဒါကိုတရလို့ခေါ်တယ်အဲ့ဒီတရစကားလုံးတွေနဲ့စတဲ့အခါမှာ an ကိုသုံးရမယ်လို့ပုံသင်မှတ်ထားတာရှိတယ်ဒါကမှားတယ်ဘာကြောင့်လဲဆရာတို့ unit ပေါ့ unit တွေ့လားအတန်ကအားနဲ့မစဘူး unit unit ဆိုတာတစ်ခုကိုပြောတာအဲ့တော့unit လို့ပဲဆရာတို့သုံးတယ်နောက်တစ်ခုက university student UNIVERSITY university အဲ့တော့ဆရာပြောချင်တာကဒီနေရာမှာ u နဲ့စတယ်ကွယ်ဒါပေမဲ့ a သုံးတယ်နော်ဒီနေရာမှာ u နဲ့စတယ်ကွယ်ဒါပေမဲ့ a သုံးတယ်ဟုတ်လားဘာလို့လဲအတန်ကြောင့် university ဒီအတန်နဲ့မစဘူးဒါကြောင့်မလို့ a ကိုသုံးရဖြစ်တယ်အဲ့တော့ writer ဆိုတာကတော့စာရေးဆရာဖြစ်တယ်နော်အဲ့တော့ my father is a writer ငါရဲ့အဖိုးကစာရေးဆရာတူဖြစ်သည်နော်အဲ့တော့ဆရာတို့ဒါလေးကိုမင်းတို့နားလည်တော့ဆရာလေ့ကျင့်ပြမယ်နော် my grandfather နော် is a writer w r i t e writer နော်ငါရဲ့အဖိုးဒီစာရေးဆရာတူဖြစ်သည် my grandfather အဲ့ဒီစချင်းရေးတဲ့စကားလုံးကိုဆရာတို့က subject လို့ခေါ်တယ်မှတ်ထားမယ်နော် subject လို့ခေါ်တယ်ဟောဒီ am is are was were ဒါတို့သိတယ်အဲ့ဒါကို verb လို့ခေါ်တယ်နော်ဟောဒီမှာရှိနေတဲ့ a writer ဆိုတာက object လို့ခေါ်တယ်ဒါကတရားစကားလုံးနေဆရာကသိအောင်ပြောပြတာဒါတွေကိုကြက်စရာမလိုဘူး my grandfather ပထမဆုံးစရေးတဲ့စကားလုံးက subject မြန်မာလိုဘာသာပြန်ရင်ပြုလုပ်သူဟောတော့ my grandfather is ကဖြစ်သည် is ကိုဘာလို့ဖြစ်သည်လို့ဘာသာပြန်တာလဲဆိုတော့နောက်မှာ noun ရှိလို့ noun ဆိုတာနာမည်စာရေးဆရာဆိုတာကနာမည်အဲ့တော့ငါရဲ့အဖိုးကစာရေးဆရာတယောက်ဖြစ်တယ်ဆိုရင် my grandfather is a writer လို့ဒါတို့ပြောလို့ရတယ်အဲ့တော့ဒီနေရာမှာတစ်ချက်ကြည့်မယ်နော်အဲ့တော့ငါရဲ့အဖိုးဒီစာရေးဆရာတူဖြစ်သည်နော်ဒါဆိုရင်ဆရာတို့တစ်နော်ငါရဲ့အဖိုးဒီစာရေးဆရာတူဖြစ်သည်ဆိုရင် my grandfather is a writer နော်အဲ့တော့အင်္ဂလိပ်ဝါကြတွေကိုလေ့ကျင့်တယ်အင်္ဂလိပ်စကားကိုလေ့ကျင့်တယ်အင်္ဂလိပ်စာအရေးကိုလေ့ကျင့်တဲ့အခါမှာအခုလိုမျိုးအမှန်တိုင်းပြောတာပေါ့ဖြစ်သည်ဟုတ်လားဖြစ်သည်အဲ့ဒီလိုအမှန်တိုင်းပြောတာကိုလေ့ကျင့်ပြီးအငင်းကိုလည်းလေ့ကျင့်ရတယ်မဖြစ်ဘူးမဟုတ်ဘူးပေါ့အဲ့တော့ငါရဲ့အဖိုးကစာရေးဆရာတယောက်မဟုတ်ဘူးဆိုရင်ဆရာတို့ဘာရေးမို့ my grandfather နော်အဲ့နေရာမှာဆရာတို့နော် my grandfather is not a writer နော်အဲ့တော့ is ရဲ့အငင်းက is not ဖြစ်တယ် is ကဖြစ်သည် is not ဆိုမဖြစ်ပါအဲ့တော့ငါရဲ့အဖိုးကစာရေးဆရာတူမဟုတ်ဘူးဆိုရင် my grandfather isn't a writer ဆရာပြီးမှဘယ်လိုအတန်ထွက်မလဲဆိုတော့ပြောပြမယ်အခုအချိန်မှာဆရာအရေးကိုပြောနေတာအဲ့တော့အရေးကိုပဲလိုက်ပြီးတော့မှတ်ပါနော်နောက်တစ်ခုကဆရာတို့ဒီနော်နောက်တစ်ခုကဆရာတို့ကနော်အင်္ဂလိပ်စကားပြောဆိုတဲ့အခါမှာအဓိကအားဖြင့်ဆရာတို့နော်အခြေခံအားဖြင့်၃ချောင်းကိုလေ့ကျင့်ရတယ်ပေါ့အမှန်တိုင်းပြောတယ်အငင်းပြောတယ်မေးခွန်းပြောတယ်အဲ့တော့မေးခွန်းဝါကြမေးခြင်းတယ်ဆိုရင်နော်ဆရာတို့ကအမှန်ဝါကြကိုရင်စဉ်းစားနော်အမှန်ဝါကြကိုရင်စဉ်းစားဆရာတို့ရဲ့မြန်မာတွေရဲ့အုံနောက်ထဲမှာကြတော့အမှန်ဝါကြကိုမစဉ်းစားဘဲနဲ့မေးခွန်းထုတ်ရင်နည်းနည်းခက်တယ်နော်အဲ့တော့ဆရာအမှန်တိုင်းရေးလိုက်မယ် my grandfather is a writer အဲ့တော့ငါအဖိုးကစာရေးဆရာတယောက်ဖြစ်တယ်လို့ဆရာကအခုလိုအမှန်တိုင်းရေးလိုက်တယ်အဲ့တော့သားတို့သမီးတို့ကဖြစ်သလားလို့မေးချင်တာဖြစ်သလားလို့မေးချင်တဲ့အခါကျရင်ဟောဒီမှာရှိနေတဲ့ is ကိုစာကြောင်းရဲ့အရှိဆုံးကိုပို့လိုက်ရတယ်အဲ့တော့ဆရာဒီမှာရေးပြမယ် is my grandfather a writer w r i t e writer ပြီးရင် question mark တွေထည့်ရတယ်ဟုတ်ပြီနော်အဲ့တော့ am is are was were နဲ့
has have နဲ့ဖြစ်ခဲ့မယ်ဆိုရင်ကိုကမေးခွန်းလုပ်ချင်ရင်အမှန်တိုင်းအရင်ဆုံးကျတို့ကြည့်လိုက်ဟောဒီ verb နေရာမှာအမိစာ was were has have ဖြစ်ခဲ့မယ်ဆိုရင်ကိုကမေးခွန်းလုပ်ချင်တဲ့အခါမှာအဲ့ဒီစကားလုံးကိုအရင်ဆုံးရှေ့ကိုထုတ်ရေးရတယ်ပြီးတော့မှကျတို့ကြံတာကိုဆက်ရေးရတယ်ဒါဆိုရင်အခုပုံလေးစာအုပ်ထဲမှာပြောပြထားတဲ့เนาะစာကြောင်းပေါ့စာကြောင်းဓာတ်ကြောင်းကိုဒါတို့က3ချိန်လေ့ကျင့်ရမယ်အဲ့ဒါဆိုရင်အင်္ဂလိပ်စာကြက်စရာမလိုဘူးမင်းတို့လွယ်လွယ်ကူကူနဲ့ရသွားမယ်ဒါပေမဲ့အင်္ဂလိပ်ဘာသာစကားမှာကြတော့ဆရာတို့ဝါရတာကြီးကြက်ရတာပေါ့เนาะဒါဆိုရင်ဆရာတို့အရင်ဆုံးဝါရတာလေးကြက်ကြည့်မယ် grandfather grandmother เนาะ grandfather ဆိုတာအဖိုးကိုပြောတာဖြစ်တယ် grandmother ဆိုတာကအဖွားကိုပြောတာဖြစ်တယ်ဒါကတော့ဒါတို့ကြက်ရမှာเนาะ father ဆိုတာအဖေ mother ဆိုတာအမေ father mother uncle ဆိုတာဦးလေး aunt ဆိုတာအတော်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒါမိသားစုပုံစံလေးပေါ့ကွယ်အဲ့တော့ my grandfather grandmother father mother uncle aunt ဒီစကားလုံးလေးတော့ဒါတို့ကြည့်ရမယ် sister ဆိုတာကနော်ညီအမကိုပြောတာ brother ဆိုတာကညီအကိုကိုပြောတာ cousin ဆိုတာက cousin လို့ဖတ်တယ်ဒါ cousin ဆိုတာက cousin cousin ဆိုတာဝမ်းကွဲညီကိုတွေကိုပြောတာအဲ့တော့ဒါစာမျက်နှာနံပါတ်1ကဆရာတို့ပြီးသွားပြီအဲ့တော့ဆရာကကြံ့ရမယ့်စကားလုံးတွေကိုဒီနေရာမှာပြောပြပေးမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကြံ့ရမယ့်စကားလုံးလေးကိုကြည့်ရအောင်နော် grandfather နော်နံပါတ်1က grand grand f a t h e r father grandfather ဆိုတာအဖိုးနော်နံပါတ်2ကကြတော့ grandmother m o t h e r mother grandmother ဆိုတာအဖွားဒါကိုကြက်ပါနော်အဲ့တော့ f a t h e r father ဆိုတာကအဖေနော် m o t h e r mother ဆိုတာကအမေနော်နောက်တစ်ခုကကြတော့ဆရာတို့နော် s i နော် sorry နော် u n c l e uncle uncle ဆိုတာဦးလေးနော်နံပါတ်6ကအတော် a u n t aunt ဆိုတာ a u n t y auntie လို့လည်းခေါ်တယ်နော်ဒါတို့သမီးတို့ခေါ်ဘူးလိမ့်မယ် auntie ဆိုတာအဲ့ဒါအင်္ဂလိပ်စကားပေါ့ auntie ရဲ့အတူကောက်က aunt ဒါဆိုရင်ဒါသည်အတော်ပေါ့ကျွန်တော်မြန်မာလိုပြောရင်တော့အတော်နော်နောက်တစ်ခုကနော် sister ပေါ့ s i s t e က sister ရဲ့အဓိပ္ပာယ်ကညီအမဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့အမလို့ပြောချင်ရင်ဆရာတို့က elder လို့ပြောတာ e l d e r elder ဆိုတာကအရွယ်အားဖြင့်ကြီးသောလို့အဓိပ္ပာယ်ရတယ် elder sister ဟုတ်ပြီနော် elder sister အဲ့ဒါဆိုရင်အမဖြစ်သွားတယ်အမနော်ဒါလေးတွေကပုံနှိပ်ထဲမှာတော့မပါဘူးဒါပေမဲ့ဆရာသိစေခြင်းလို့ထပ်တိုးပြီးတော့ကြက်ခိုင်းတာ elder sister အမ y o u n g e r younger s i s t e r sister younger sister ဆိုတာအတော် sorry နော် younger sister ဆိုတာညီမလေးပေါ့ sorry နော်ညီမလေးဟုတ်ပြီလားအဲ့တော့ sister နဲ့ပတ်သက်ရင်ဆရာတို့ကမှတ်ထားမှာ sister ဆိုတာညီအမကိုပြောတာကြီးသလားငယ်သလားမသိဘူးနော်အဲ့တော့ကိုယ့်ထက်အမကြီးလို့ပြောချင်ရင် elder ကိုသုံးရတယ် elder sister နော်ကိုယ့်ထက်ညီမလေးလို့ပြောချင် younger ကိုသုံးရတယ် younger sister ပေါင်းပြီနောက်တစ်ခုက brother ပေါ့ b r o t h e r brother ဆိုတာညီအကိုပဲနော်အကြီးလားလည်းမသိဘူးအငယ်လားလည်းမသိဘူးအဲ့တော့သားတို့သမီးတို့ online တွေသုံးနေတွေ့လိမ့်မယ် bro လို့အတူကောက်ခေါ်တယ် bro လို့တူကောက်ခေါ်တယ် sister ကိုကြတော့သားတို့သမီးတို့တွေ့ဘူးလိမ့်မယ် Facebook တို့ TikTok တို့မှာ sis လို့ခေါ်တယ်နော် sis အဲ့တော့ brother ဆိုတာညီအကိုဖြစ်တယ်နော်အဲ့တော့ကိုယ့်ရဲ့အကိုကြီးလို့ပြောချင်ရင် elder elder brother နော် b r o t h e r elder brother အကိုကြီးနော်ကိုယ့်ထက်ငယ်တယ်လို့ပြောချင်ရင် younger brother ဆိုတာညီလေးနော်ညီလေးအဲ့လိုသုံးနိုင်တယ်နော်အဲ့တော့ဆရာတို့ကဝင်းခွဲညီအကိုတွေပေါ့ဝင်းခွဲညီကိုတွေကို cousin cousin လို့ဖတ်တယ်နော် cousin ဆိုတာဝမ်းခွဲညီအကိုနော်အဲ့တော့ဆရာတို့တဝမ်းခွဲဆိုရင် first cousin လို့ပြောတယ် f i r s t first cousin first cousin ရဲ့အဓိပ္ပာယ်ကတဝမ်းခွဲနော်
first ဆိုတာကပထမကိုပြောတာဒါရယ်တဝမ်းကွဲเนาะအဲ့တော့ဆရာတို့ကတဝမ်းကွဲအကိုလို့ပြောခြင်းရင် cousin 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 brother brother cousin brother ဆိုတာတဝမ်းကွဲညီအကိုဟုတ်ပြီလားเนาะအဲ့တော့တဝမ်းကွဲညီအမပေါ့ဒါဆိုရင်ဆရာတို့က cousin 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 sister ဒါဆိုရင်တဝမ်းကွဲညီအမအဲ့လိုပြောလို့ရတယ်အဲ့တော့ cousin ဒီ American တွေတုံးတဲ့ဘာသာစကားပေါ့တိုင်းเนาะအဲ့တော့ကျတို့ကဒီနေရာမှာเนาะ English တွေကကြတော့เนาะဘယ်လိုတုံးလဲဆိုတော့1ခွဲကို half လို့တုံးတယ် half brother brother half brother လို့ပြောလဲရတယ်ဟုတ်ပြီเนาะအဲ့တော့ဆရာလှုပ်လိုက်တာဒါတို့ကြမ်းမဲ့ဥစ္စာရှည်သွားပြီဆရာဒီမှာရေးပြထားတဲ့ဟာလေးတွေကိုဆရာအခုပြောပြတဲ့အတန်အတွက်နဲ့ကြက်ထားရင်ဒါတို့ကြီးလာတဲ့အခါမှာလွယ်လွယ်ကူကူသုံးလို့ရတယ်ပင်လဲမပင်မတော့ဘူးပေါ့เนาะအဲ့တော့စာကြက်တာငယ်တုံးရွယ်တုံးတစ်ခါကြက်တာအဲ့တော့เนาะအဲ့တော့ဒီနေရာမှာအလုပ်အကင်တွေရှိတယ်เนาะအလုပ်အကင်တွေရှိတယ် writer ဆိုတာဆရာတို့စာရေးဆရာ WRIT ရ writer စာရေးဆရာเนาะ SHOP shop KEEP ရ keeper shop keeper ဈေးတယ် shop ဆိုတာဈေးဆိုင် keeper ဆိုတာထိန်းသိမ်းတဲ့သူစောင့်ရှောက်တဲ့သူအဲ့တော့ shop keeper ဆိုတော့ဈေးဆိုင်ပိုင်ရှင်เนาะဒီမှာ COOK cook ဆိုတာစပိုမှုပေါ့အဲ့တော့ my father is a cook เนาะကျွန်တော်အဖေကစပိုမှုတူဖြစ်တယ်เนาะ my doctor ဆိုတာဆရာဝန်เนาะ doctor လို့ဖတ်တယ်เนาะ doctor မဟုတ်ဘူး doctor เนาะ FARME ရ farmer လယ်သမား FARME ရ farmer လယ်သမား TEACH ရ teacher ကျောင်းဆရာဆရာမเนาะ teacher လို့ပြောရင်ဆရာတို့ကဆရာလားလည်းမသိဘူးဆရာမလားလည်းမသိဘူးဆရာကိုရောဆရာမကိုရော teacher လို့ခေါ်တယ်เนาะ STUDENT student ဆိုတာကကျောင်းသားကျောင်းသူเนาะကျောင်းသားကိုလည်း student လို့ပဲခေါ်တယ်ကျောင်းသူကိုလည်း student လို့ပဲခေါ်တယ်ဟုတ်เนาะ my brother is a dancer DANC ရ dancer ဆိုတာအကသမားပေါ့เนาะဒီမှာတော့မင်းသားပုံလေးမင်းသားလေးကကနေတယ်ပေါ့ SAIL က sailor ဆိုတာကသင်္ဘောသားเนาะနိုင်ငံခြားသင်္ဘောကြီးပင်လယ်ပြင်ပေါ်မှာကူးပြီးတော့သွားကြတယ်เนาะအဲ့ဒါကို sailor လို့ခေါ်တယ်ဟုတ်ပြီเนาะအဲ့တော့ဒီနေရာမှာเนาะဆရာတို့လေ့ကျင့်ခန်းလေးတွေလုပ်ကြည့်လို့ရတယ်ဒီစကားလုံးလေးတွေကိုဆရာတို့ကြက်ထားရမယ်เนาะကြက်ထားပြီးတော့ဆရာနဲ့အတူတူဒီမှာလေ့ကျင့်ခန်းလုပ်မယ်သားတို့ကိုဒီမှာစကားလုံးတွေကအစီအစဉ်တကြပေးထားတာမဟုတ်ဘူးเนาะအဲ့တော့ဒီခေါင်းစဉ်ကိုဆရာတို့ဖတ်ကြည့်အောင် re ဆိုတာနောက်တစ်ချိန်ပြန်ရွေးလို့ပြောတာ arrange ဆိုတာကเนาะစီစဉ်တာအဲ့တော့အစီအစဉ်ကြအောင်ပြန်စီစဉ်ပေးပါလို့အဓိပ္ပာယ်ရတယ် arrange ဆိုတာအစီအစဉ်မှတ်ထား re ဆိုတာနောက်တစ်ချိန်ကိုပြောတာ rearrange ဆိုတော့ပြန်ပြီးတော့စီစဉ်ပေးပါတဲ့ the letter ဆိုတာကအခရာတွေเนาะအခရာတွေဆိုတာ ABCD EFG ကိုပြောတာဒါရဲ့အဲ့တော့ the letter เนาะ letter ဆိုတာအခရာအဲ့တော့ဆရာတို့ဒီအပေါ်မှာเนาะအခရာတွေကိုအစီအစဉ်တကြမဟုတ်ဘဲနဲ့စကားလုံးတွေကိုရေးပေးထားတယ်အဲ့ဒါကိုမှန်ကန်တဲ့စကားလုံးဖြစ်အောင်เนาะဆရာတို့ပြန်ပြီးတော့အစီအစဉ်ပေးရမှာအဲ့တော့သားတို့ကဒါလေးကိုမှန်ကျင်တယ်ဆိုရင်စာချက်ထားမှရမှာစာမချက်ပဲနဲ့မရဘူးเนาะ SAIL က sailor ပေါ့ဒါသင်္ဘောသားเนาะဒီမှာဆိုရင်သူကအဖြူစိမ်းလေးနဲ့ဆိုတာကျောင်းဆရာဖြစ်တယ်ကျောင်းဆရာကို TEACHER teacher လို့ခေါ်ဟုတ်ပြီเนาะအောက်ကကွက်လက်ပေါက်ကိုဆရာနဲ့အတူဖြည့်မယ်သူကဒီမှာကြည့်မင်းရောင်းမကြီးလဲကင်ထားတယ်ပကံကြီးလဲကင်ထားတယ်အဲ့ဒါဆို तू ကဟင်းချက်တဲ့လူကို cook စပုံမှုतू ကဒီမှာစဘာပင်လေးကင်ထားတယ်စဘာပင်လေးကင်ထားခမောက်ကြီးလဲစောင်းထားတယ်လက်ထဲမှာသဇင်ကြီးလဲကင်ထားတယ် FARME က farmer နော်तू ကကြတယ်မှာစာအုပ်လေးနဲ့ခဲတံလေးနဲ့စာရေးနေတယ်ဗျာစာရေးရင် तू ကစာရေးဆရာပေါ့ WRITER writer အဲ့လိုမှန်ကန်အောင်ဖြေမှရမယ်အဲ့တော့တို့ကကျောင်းမှာတယောက်နဲ့တယောက်တငယ်ချင်းတွေဖြည့်ကြပြီဆိုရင်မေးကြမှာမင်းအမေကဘာလုပ်တယ်လဲနော်မင်းအဖေကြီးကဘာလုပ်တယ်လဲမင်းဦးလေးကဘာလုပ်တယ်လဲဒီလိုမေးရမှာနော်ဒါဆိုရင်ဆရာတို့ကဒါလေးကိုလေ့ကျင့်ကြည့်အောင်နော်မင်းအဖေကဘာလုပ်တယ်လဲလို့သားကမေးချင်တာဒါဆိုရင် what is your father 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 အဲ့လိုမေးနိုင်တယ်မေးတဲ့အခါကျတော့ဆရာတို့ what is ကို what နဲ့ဒီလိုရေးလို့ရတယ်contraction လို့ခေါ်တယ်အတူချုံရေးတာပေါ့နော် your father what's your father အဲ့တော့ what is ကိုဖတ်မယ်ဆိုရင်ဆရာတို့ကအတန်ထွက်ကိုဆရာပြောပြမယ်
အတန်အတွက်ဒီ what is ကိုဆရာတို့ဖတ်မယ်ဆိုရင် was လို့ပဲဖတ် was ရဲ့အဓိပ္ပာယ် what is ပဲ was ကိုလည်း was လို့ပဲဖတ်တယ် what is ကိုလည်း was လို့ပဲဖတ်တယ် was your father အဲ့လိုဖတ်နော်အဲ့ဒါဆိုရင်အဖေဆိုတော့ယောက်ျားလေးဆိုတော့ he အမေဆိုရင်မိန်းကလေးဆိုရင် she ဟုတ်လားအဲ့တော့ what's your father မင်းအဖေကပါလေငါအဖေကစပိုမှုဆို he is a dog နော် cook အဲ့လိုပြန်ဖြေလို့ရတယ်အဲ့တော့ he isကို he's လို့ဖတ်တယ် he's a a လို့မဖတ်ရဘူး a ကိုတစ်လုံးနဲ့ဖတ်မှသာ a လို့ဖတ်တယ်ဝါကြတဲ့မှာဖတ်ရင် a လို့ပဲဖတ် he's a cook အဲ့တော့မင်းအမေကပါလေ what's your mother မင်းအမေကပါလေငါအမေကကျောင်းဆရာမကွာ she's a teacher အဲ့တော့ he is ကို he's လို့ဖတ်မယ် she is ကို she's လို့ဖတ်မယ်ဟုတ်ပြီနော် he's a cook she's a teacher အဲ့ဆိုရင်ဒါတို့အတန်တော့မှန်တယ်အဲ့တော့ကိုယ်တငယ်ချင်းနဲ့အင်္ဂလိပ်လိုပြောချင်တယ်ဆိုရင်သားတွေသမီးတွေကဟောဒီစကားလုံးလေးကြက်ထားမှာပေါ့အဲ့တော့အတန်းထဲမှာမုံစားခြင်းရင်မေးကြည့်ပေါ့ what's your aunt what's your uncle စသဖြင့်ရေးလို့ရတယ်နော်ဒါကတော့ဆရာတို့ဒီနားထောင်ပြီးတော့ပေါ့သားတို့ကဖြည့်ရမှာနော်ဟိုမှာဒါဆိုသင်္ဘောသားပုံလေး sailor ဒီမှာဖြည့် farmer ဒီမှာဖြည့် teacher ဖြည့်မယ် cook ဖြည့်မယ်နော်ဒီမှာ doctor ဖြည့်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဒီနေရာမှာနားထောင်ပြီးတော့ကြည့်အောင်ဆရာရွတ်ပြမယ်အဲ့မှာမင်းတို့ကအမှတ်လိုက်ချက်ရမယ်ဟုတ်ပြီနော် my father is a farmer ဒါတို့ကြားတဲ့အတိုင်းအမှန်ချက်ပါဆရာဖတ်မယ် my mother ကိုဆရာတို့ကအတူကောက်အနေနဲ့ mom လို့လည်းခေါ်လို့ရတယ် mu က mom my mom is a cook my brother is a writer my sister is a teacher my aunt is a shopkeeper no my uncle is a writer အဲ့တော့သားတို့အဲ့စကားလုံးတွေပေါ့နော်လေ့ကျင့်ပြီးသွားပြီဆိုရင်နော်လေ့ကျင့်ပြီးသွားပြီဆိုရင်သားတို့ကသားတို့အကြောင်းကိုသားတို့ရေးနိုင်တဲ့လူတွေဖြစ်သွားတယ်အဲ့တော့ဒီဟာကြီးကိုကြက်ပြီးတော့မရေးနဲ့အပေါ်ကစကားလုံးတွေကိုကြက်တာဆရာနဲ့အတူတူဒီဟာလေးကိုဆရာတို့ရေးကြည့်မယ်အဲ့တော့သားတို့ရေးခိုင်းတဲ့ခေါင်းစဉ်က my ဆိုတာငါဤ family ဆိုတာမိသားစု member ဆိုတာအဖွဲ့ဝင်နော်အဖွဲ့ဝင်ကိုဆရာတို့က member လို့ခေါ်တယ် member ဆိုတာဒီအဖွဲ့ဝင်ဖြစ်တယ်အဲ့တော့အဖွဲ့ဝင်တဦးလို့ရေးချင်ရင် a member လို့ရေးလို့ရတယ်အဖွဲ့ဝင်များလို့ပြောချင်ရင် members လို့ပြောလို့ရတယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဆရာတို့ရေးကြည့်ရအောင်ဆရာနဲ့အတူဒီမှာရေးမယ်နော်အဲ့တော့ဆရာကဘာရေးမှာလဲဆိုတော့ဟုတ်လားဆိုကြပါစို့ငါဤနာမည်ဒီအောင်ဖြစ်သည် I am all အဲ့တော့ဒီနေရာမှာသတိထားရမှာဆရာတို့ကဝါကြထဲမှာနော်ဒီနာမည်တွေရေးချင်တယ်အဲ့ဒီနာမည်တွေရဲ့အစအဆုံးစကားလုံးကိုအကြီးစကားလုံးနဲ့ရေးရတယ်အဲ့ဒီလိုအကြီးစကားလုံးနဲ့မရေးရင်မှားတယ်နော်ငါဒီကျောင်းသားတစ်ယောက်ဖြစ်သည် I am a student နော်ငါအဖေဒီဆရာဝန်တူဖြစ်သည် my father is a doctor နော်ငါအမေဒီကျောင်းဆရာမတူဖြစ်သည် my mother is a teacher နော်အဲ့တော့ငါဦးလေးဒီသင်္ဘောသားတူဖြစ်သည် my uncle နော် my uncle is a sailor ဟုတ်နော်ငါအတော်ဒီစပုံမိုးတူဖြစ်သည် my aunt is a cook အဲ့လိုရေးလို့ရတယ်ဟုတ်နော်အဲ့တော့ငါဤညီမလေးဒီကျောင်းသူတူဖြစ်သည် my younger sister is a student ဟုတ်လားငါဤအကိုကြီးဒီဟုတ်လားနော်အကဆရာတူဖြစ်သည် my elder brother is a dancer
အဲ့ဒီလူလေးတွေဆရာတို့ကရေးပြီးတော့ကျင်းကြည့်ရမှာဟုတ်တယ်မလားအပေါ်ကစကားလုံးတွေတွေ့ရင်ကွယ်အောက်မှာရေးလို့ရပြီပေါ့အဲ့တော့ဆရာတို့နော်သင်ခန်းစာကဒါ lesson 2မရောက်ခင်ဆရာအနှစ်ချုပ်ပြန်ပြောမယ်တကယ်လို့သားတို့ဒါကိုရေးချင်တယ်ဆိုရင် I we you နော် they ဒါဆိုရင် R သုံးရမယ် I we you they ဆိုရင်ဆရာတို့ကနော် subject ကအများဖြစ်တဲ့အတွက်ကိုကရေးချင်တယ်ဆိုရင် R ကိုသုံးရမယ်နောက်တစ်ခု he she it he she it အဲ့တော့ he she it ဆိုရင်ဒါ subject ကအနည်းဖြစ်တဲ့အတွက်ဆရာတို့ is ကိုသုံးရမယ်ဟုတ်ပြီနော်ပြီးသွားရင်ဆရာတို့ I လို့ရေးရင်တော့နော် am ကိုသုံးရမှာဖြစ်တယ် I လို့ရေးရင်တော့ am ကိုသုံးရမှာဖြစ်တယ်အဲ့တော့ဆရာပြောချင်တာကဟောတာတွေမှားလို့မရဘူးရေးတဲ့အခါမှာသတိထားရမယ်ပြောတဲ့အခါမှာသတိထားရမယ်ဒါတွေမှားသွားရင်ကိုပြောလိုက်တဲ့စကားကိုရေးလိုက်တဲ့စာသည်ဘာအဓိပ္ပာယ်မှမရှိတော့ကောင်းပြီဒါကတော့ဆရာကသားတို့ကိုเนาะဒီ unit 1ရဲ့ lesson 1ကိုပြောပြတာဆရာပြောပြတာလေးတွေကိုကြက်ထားကျောင်းမှာစာမေးပွဲဖြေတဲ့အခါဆရာမကမေးတဲ့အခါမှာသားတို့သမီးတို့ပြန်ဖြေလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဆရာတို့ lesson 2ကိုတော့ဆရာနောက် video file တစ်ခုမှာဆက်ပြီးတော့ပြောပြပေးမယ်เนาะဟုတ်လားသားတို့သမီးတို့ဟုတ်လားအင်္ဂလိပ်စာတွေလွယ်လွယ်ကူကူရပြီးတော့စာမေးပွဲဖြေနိုင်ကြပါစေ